ငရဲသားတွေကိုယ်တိုင်ကြောက်တူးတုံခဲ့ရတဲ့တရားဥပဒေရဲ့အမှောင်ဘက်ချမ်းကတရားသူကြီးမင်းဟန်ဘစ်နာကိုမှတ်မိကြသေးရဲ့လားပရိသတ်တွေရဲ့ရင်ခွင်တွေကိုအမိုက်စား devil အသွင်နဲ့အောင်မြင်စွာဝင်ရောက်လာခဲ့တဲ့မင်းသမီးချောပတ်ရှင်ဟေးဟာအခုဆိုရင် The Judge from Hell Season 2နဲ့အတူကျွန်တော်တို့စီပြန်လည်ရောက်ရှိလို့လာတော့မှာပါ Season 1တုန်းကတရားမျှတမှုမရှိတဲ့လူဆိုးတွေကိုငရဲပြည်ပို့ပစ်ခဲ့တဲ့သူမရဲ့ပုံစံကပရိသတ်တွေကိုအကြီးကျယ်ဆွဲလန်းစေခဲ့တာပါဒါကြောင့်လဲSeason 2အတွက်ပတ်ရှင်ဟေးပြန်ပါဝင်လာမယ်ဆိုတဲ့သတင်းကအခုရက်ပိုင်းမှာ online တစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်ဒီတစ်ခါတော့ဘလို့အကျင့်ပြတ်ချစားမှုတွေနဲ့လူဆိုးတွေကိုငရဲကလာတဲ့နီလန်းတွေနဲ့အပြစ်ပေးအောင်မလဲပို့ပြီးတော့ရင်ခုန်ဖို့ကောင်းတာကSeason 2မှာပုံမရက်ဆက်ပြီးပရိယေများတဲ့တရားစီရင်မှုတွေပုံမနှက်ဆိုင်လာမဲ့ဇလန်းဇက်ကွက်တွေနဲ့အတူပတ်ရှင်ဟေးရဲ့ပုံမရင့်ကျက်ပြီးအမိုက်စားသရုပ်ဆောင်ချက်တွေကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရေပုံမအစွမ်းထက်ပြီးပုံမဆိုးသွမ်းလာမဲ့မရဏတရားသူကြီးမင်းပတ်ရှင်ဟေးကိုရင်ခုန်စွာနဲ့ကြိုဆိုဖို့အဆင်သင့်မယ်လားသူမဘလို့ကလဲ့စားချေမှုတွေနဲ့ပြန်လာမလဲဆိုတာကိုအောက်က comment မှာခန့်မှန်းပေးခဲ့ကြပါအောင်နော်